တခါကယေရှုသည်အံ့ဩဖွယ်ရာတစ်ခုကိုတွေ့ရှိသူတို့အကြောင်းပုံမြင်တစ်ပုဒ်ပြောပြပြီးအဲ့ဒီနေရာတွင်ထိုအံ့ဩဖွယ်ရာရှိနေသည်ကိုအခြားမည်သူများမသိခဲ့ကြပေသူဟာကွင်းပြင်ကိုဖျက်လျှောက်လာရင်းတောက်ပတဲ့တစုံတစ်ခုကသူ့မျက်လုံးကိုဖမ်းမိသွားတယ်သူသည်ငုံ၍အညစ်အကြေးများကိုတုပ်လိုက်သည်သူမြင်ဘူးသမျှရွှေငွေများပလဲများထက်အစမတန်တန်မိုးရှိသောအရာသူမြင်တယ်ဒါဆိုသူဘာလုပ်မလဲဝမ်းသာအားရဖြင့်သူ့အိမ်သို့ပြေးသွားခဲ့သည်သူပိုင်ဆိုင်သမျှသူ့အဝတ်စားကရိယာတစားပလာတွေသူ့အိမ်ကိုတောင်မကြံရောင်းနဲ့ထို့နောက်သူပြန်လာ၍ထိုယတနာတစ်ခုရရန်လက်တစ်ပြင်လုံးကိုဝယ်လိုက်သည်ယေရှုကကောင်းကင်နိုင်ငံတော်သည်ထိုဘန္တာနှင့်တူ၏ကောင်းကင်နိုင်ငံကိုတကယ်ရှာတွေ့တဲ့အခါအဲ့ဒါကိုမင်းပိုင်ဆိုင်ဖို့အတွက်အရာအလုံးကိုဆွန့်လွတ်နိုင်လိမ့်မယ်ဖျားသခင်၏ချစ်ချင်းမြတ်တာသူ၏နိုင်ငံတော်သူ၏ဘဝလမ်းစဉ်သည်တန်ဖိုးအကြီးဆုံးသောယတနာဖြစ်သည်အဲ့ဒါကိုမင်းတွေ့တဲ့အခါမင်းနှလုံးသားကအဲ့ဒါကိုတန်ဖိုးအရင်ရှိတယ်ဆိုတာသိတယ်မင်းနှလုံးသားထဲမှာအဖို့တန်ဆုံးအရာကဘာလဲဖျားသခင်လမ်းစဉ်ကိုလိုက်လျှောက်ရန်တင့်အတွက်အရန်တန်ဖိုးရှိတဲ့အရာတင်ဆွန့်လွတ်နိုင်မှာလားတင်ပါသူညမှာသူ့ဘန္တာကဘလို့ပုံပေါ်နေလဲဝတ်ထားသောယတနာမဿဲ 13:44ဖျားသခင်နိုင်ငံတော်သည်အခြားအရာအလုံးထက်အမျက်ဆုံးယတနာဖြစ်သည်